ဖုန်းအားကုန်တာမြန်နေရဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါဒီဗီဒီယိုမှာတော့ TikTok application နဲ့ဖုန်းအားကြကြလေးခံအောင်လုံးနည်းကိုတင်ပေးမှာဖြစ်ပါတယ်နော်ကဲအချိန်မစောဘဲဒီဗီဒီယိုကိုစာလိုက်ရအောင်ကျွန်တော်တို့ setting တွေလုပ်မယ်နော်အဲ setting တွေကိုလုပ်ချင်းအားဖြင့်ဖုန်းအားကြကြလေးခံမှာဖြစ်ပါတယ်number 1 setting ကိုလုပ်မယ် number 1 setting ကိုလုပ်ဖို့အတွက် TikTok application ထက်ကိုဝင်မယ် TikTok ထက်ကိုဝင်ပြီးရင်ဒီမှာ profile လေးရှိရဒီကောင်ကိုနှိပ်လိုက်မယ်နော်ဒီကောင်နှိပ်ပြီးကျွန်တော်ဒီမှာ line 3ခုရှိရဒီကောင်ကိုနှိပ်မယ်ဒီကောင်နှိပ်ပြီးကျွန်တော် setting ကိုနှိပ်မယ်နော် setting ကိုနှိပ်ပြီးတာနဲ့ကျွန်တော်နည်းလေးအောက်ကိုဆွဲမယ်ဆိုရင်တော့ဒီမှာ setting တစ်ခုရှိမယ်ဘာလဲဆိုရင် display ဆိုတဲ့ setting ရှိရဒီကောင်နှိပ်မယ်ဒီကောင်နှိပ်ပြီးမှ TikTok ကတကယ် light mode ဖြစ်နေရဆိုရင် dark mode လုပ်လိုက်ပါဒီလို dark mode လုပ်ချင်အားဖြင့်တော့ဖုန်းအားကြကြလေးခံမှာဖြစ်ပါတယ် okay ဒီ dark mode လုပ်ပြီးဆိုတော့နောက်တစ်ခု setting ကိုလည်းလုပ်မယ်နောက်တစ်ခု setting ကိုလုပ်ဖို့အတွက်ကျွန်တော်တို့ TikTok ကိုနှိပ်မယ် TikTok ကိုနှိပ်ပြီးရင်ကျွန်တော်ဒီ profile ကိုပြန်နှိပ်မယ် profile ကိုနှိပ်ပြီးရင်ကျွန်တော်ဒီမှာ line 3ခုရှိဒီကောင်ကိုနှိပ်လိုက်မယ်ဒီမှာ line 3ခုနှိပ်လိုက်မယ်ပြီးရင် setting ကိုနှိပ်မယ် setting ကိုနှိပ်ပြီးရင်ဒီလိုလေးပေါ်လာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးဒီမှာ notification ကိုရှာမယ်နော်ဒီမှာ notification နော်ဒီကောင်ကိုနှိပ်မယ်ဒီကောင်ကိုနှိပ်ပြီးရင်ဒီမှာကြည့်မယ်ဆိုရင်နော် notification နော်ဒီ in app notification ကိုနှိပ်မယ်ဒီမှာကြည့်မယ်ဆိုရင်ဒီ notification တွေနော်တင်ကိုတစ်စုံတစ်ယောက် like လုပ်တဲ့အချိန်မှာလည်း notification ပေါ်လာမယ် comment ပေးတဲ့အချိန်မှာလည်း notification ပေါ်လာမယ်နော် follower အတစ်တိုးတဲ့အခါမှာလည်း notification နဲ့ပေါ်လာမယ်နော် mention tag လည်း notification ပေါ်လာမယ်နော်ဒီလိုနဲ့နော် notification တွေအများကြီးပေါ်လာအောင်ဖြစ်ပါတယ်သူများရဲ့ live လွှင့်တဲ့အခါမျိုးမှာလည်း notification ပေါ်လာမယ်နော်ဒီလိုပုံစံနဲ့ new post သူများရဲ့ new post တွေတင်တဲ့အခါမျိုးမှာလည်း notification တွေပေါ်လာမယ်နော်ဒီလိုပုံစံ notification တွေအများကြီးရောက်လာရင်တင်ရဲ့ဖုန်းအားကကြကြလေးခံမှာမဟုတ်ပါဘူးအဲကြောင့်ဒီ notification ကိုပိတ်လိုက်ပါနော်တင်အတွက်အရေးမကြီးတဲ့ဟာရဲ့ notification တွေအကုန်လုံးကိုပိတ်လိုက်ပါကျွန်တော်ကဒီ new post ရဲ့ notification ပိတ်လိုက်မယ်နောက်တစ်ခု live ရဲ့ notification လည်းပိတ်လိုက်မယ်ဒီကောင်ရဲ့ notification လည်းပိတ်လိုက်မယ်နော်အဓိကကဒီကောင်တွေနော်သူများဟာနော်ကိုကဒီမှာ like နော်ကို like ရထားဆိုရင် notification ကိုနော်ဒီ notification ဘာမှမပေါ်အောင်လုပ်ချင်တယ်ဆိုရင်ဒီကောင်ကိုဒီလိုပုံစံပေးလိုက်ပါနော် comment ကိုလည်းဒီလိုပုံစံပေးလိုက်ပါနော်ဒါကကျွန်တော်ကအကုန်လုံးကိုပေးလိုက်မယ်နော်ဒီကောင်ပေးချင်းအားဖြင့်နော်ဒီ notification ကကျွန်တော်တို့ရဲ့ဖုန်းမှာနော်ကျွန်တော်တို့ဖုန်းကတက်မလာဘူးအဲ့လို notification အများကြီးမလာရင်ကျွန်တော်တို့ရဲ့ဖုန်းအားကကြကြလေးခံမှာဖြစ်ပါတယ်အဲအကြောင်းကျွန်တော်ကဒီအကုန်လုံးကိုပိတ်လိုက်မယ်နော်ဒီ notification တွေအကုန်လုံးကိုပိတ်လိုက်မယ် okay ဒါပြီးရင်နောက်တစ်ခု setting ကိုလုပ်မယ်နောက်တစ်ခု setting ကိုလုပ်ဖို့အတွက်ကျွန်တော်ဒီမှာသွားမယ်ဆိုရင် activity center ကိုနှိပ်မယ် activity center ကိုနှိပ်ပြီးရင်ကျွန်တော်တို့ watch history ရှိရနော်ဒီကောင်ကိုနှိပ်မယ်ဒီကောင်ကိုနှိပ်ပြီးရင်ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ကြည့်ပြီးသားဗီဒီယိုတွေဒီမှာဒီလိုပုံစံနဲ့ပေါ်လာတာဖြစ်ပါတယ်နော်ဒီကောင်ကိုအကုန်လုံးကိုဖျက်ပြအောင်လုပ်မယ်ဘာလို့ပြအောင်လုပ်မယ်ဆိုရင်တော့ဒီမှာကြည့်မယ်ဆိုရင်ဒီမှာဒီကိုကဗီဒီယိုတစ်ခုကြည့်လိုက်တာနဲ့အမိုက်တစ်ခုပေါ်လာတယ်နော်အဲ့လိုအမိုက်တွေအများကြီးပေါ်လာတဲ့အခါမျိုးမှာဖုန်းက hang ဖြစ်တယ်နော်ဖုန်းက hang ဖြစ်ရင်ဖုန်းအားကြကြလေးခံမှာမဟုတ်ပါဘူးဖုန်း hang ဖြစ်ရင်ဖုန်းပူမယ်ဖုန်းပူတယ်ဆိုရင်တော့တင်ရဖုန်းအားကကြကြလေးခံမှာမဟုတ်ပါဘူးဖုန်းအား100ရာခိုင်နှုန်းကခဏလေးအတွင်းမှာကုန်မှာဖြစ်ပါတယ်အကြောင်းဒီကိုရဲ့ watch history အကုန်လုံးကိုရှင်းလိုက်ပါရှင်းဖို့အတွက်ကျွန်တော်တို့ line 3ခုနှိပ်မယ် line 3ခုနှိပ်ပြီး select ကိုနှိပ်မယ် select ကိုနှိပ်ပြီးရင်ဒီလိုလေးပေါ်လာမှာနော်ကျွန်တော်ဒီမှာကြည့်ရဆိုရင်အကုန်လုံးကိုကျွန်တော်တို့ select လုပ်ရမှာတစ်ခါရနော် select all watch history ကိုနှိပ်လိုက်မယ်ဒီ select all watch history ကိုနှိပ်ပြီးကျွန်တော် delete လုပ်လိုက်မယ်ပြီးရင် delete ကိုနှိပ်လိုက်မယ်ဒီကောင်နှိပ်ပြီးနှိပ်ချင်းအပြီးတင်ကြည့်ပြီးတဲ့ဗီဒီယိုတွေအကုန်လုံးဒီမှာပြတ်သွားမယ်နော်အဲ့လိုပြတ်ချင်းအပြီးနော်ဖုန်းကမ hang တော့ဘူးနော်မပူတော့ဘူးဖုန်းမ hang တော့ဘူးဒါမှမပူတော့ဘူးဆိုရင်တော့တင်ရဖုန်းအားကကြလေးခံမှာဖြစ်ပါတယ်အဲအကြောင်းဒီ setting ကိုလုပ်လိုက်ပါ okay ဒီကောင်ကိုလုပ်ပြီးရင်ကျွန်တော်တို့နောက်ထပ် setting ကိုလည်းလုပ်မယ်နောက်ထပ် setting ကိုလုပ်ဖို့အတွက်ကျွန်တော် TikTok ကိုကြလေးနေနိုင်မယ် TikTok ကိုကြလေးနေပြီးရင်ဒီလိုလေးပေါ်လာမယ်နော်ကျွန်တော် more feature ကိုနှိပ်မယ်ဒီမှာ app information ကိုနှိပ်မယ် app information နှိပ်ပြီးကျွန်တော်လည်းအောက်ကိုဆွဲမယ်ဒီမှာကြည့်မှဆိုရင်တော့ story user share ဒီကောင်ကိုနှိပ်မယ်ဒီကောင်ကိုနှိပ်ပြီး clear cache လုပ်မယ်နော်ဘာလို့ clear cache လုပ်လဲဆိုတာပြောပြမယ်နော်ဒါကအမိုက်နော် cache ဆိုတာအမိုက်နော်အမိုက်490 MB တောင်ရှိတယ်အမိုက်တွေအများကြီးစူးလာရင်ဖုန်း hang ဖြစ်တယ်နော် TikTok သုံးတဲ့အခါမျိုးမှာလည်း TikTok ကleak ကတ်တယ်နော်အဲ့လို TikTok က leak ကတ်တဲ့အချိန်မှာကိုကတုံးလိုက်တဲ့အခါမှာဖုန်းကအရန်ပူမှာဖြစ်ပါတယ်ဖုန်းကအရန်ပူလို့တင်ဖုန်းကြောင်မယ်နော်အဲ့လိုအချိန်မှာဖုန်းအား100ရာခိုင်နှုန်းကခဏအတွင်းမှာကုန်မှာဖြစ်ပါတယ်အဲ့အကြောင်းဒီ
TikTok ကိုမဟန်းအောင်လုပ်ရမှာဖြစ်ပါတယ် TikTok ကိုမပူအောင်လုပ်ရမှာဖြစ်ပါတယ်ဒီလိုလုပ်ချင်းအဖြစ်ဖုန်းအားကြလေးခံမှာဖြစ်ပါတယ်အဲကြောင့်ဒီကောင်ကို clear cache လုပ်လိုက်ပါဒီမှာ clear cache လုပ်ချင်းအဖြစ်နော်ဒီမှာအမိုက်တော့တော်တော်များများဒီမှာကျွန်တော်တို့ clear လုပ်လိုက်ပြီနော်တန်ရှင်းလုပ်လိုက်ပါပြီ TikTok ကိုတန်ရှင်းလုပ်ချင်းအဖြစ်ဖုန်းအားကြလေးခံမှာဖြစ်ပါတယ် okay ဒီကောင်ကိုလုပ်ပြီးနောက်ထပ် setting တစ်ခုလုပ်မယ်နော်ဒါကနောက်ဆုံး setting နော်အဲ setting ကိုလုပ်ဖို့အတွက်ကျွန်တော် TikTok ကိုကြလေးနေလိုက်မယ်ဒီကောင်နဲ့ပြီးကျွန်တော်တို့ဒီမှာ app mod feature ရှိရဒီကောင်နဲ့မယ်ဒီမှာ app on machine ကိုနေမယ်ဒီမှာ battery usage ကိုနေမယ် battery usage ကိုနေပြီးရင်ဒါကလို့တင်ရဖုန်းမှာဒီလိုပုံစံနဲ့เนาะဒီလိုပုံစံနဲ့ allow background activity ဒီလိုပုံစံနဲ့ဖြစ်နေတယ်ဆိုရင်တော့ဒီကောင်ကိုပေးရအောင်ဖြစ်ပါတယ်เนาะဒီကောင်ကို restrict background activity နေရာကိုပြောင်းလိုက်ပါပြီးရင် okay ကိုနှိမ့်လိုက်ပါဒီကောင်ကိုလှုပ်ချင်းအဖြစ်เนาะ TikTok က background မှာအလုပ်မလုပ်တော့ပါဘူး TikTok က background မှာအလုပ်မလုပ်ရင်တင်ရဖုန်းအားကကြလေးခံမှာဖြစ်ပါတယ်